မိုးညင်းမျိုးခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်ဘူကြီးစင်ထွတ်လင်းရဲ့ဒီလိန်ရှုပ်တော်ပုံကိစ္စပါဗျာနော်ဌာနခွဲဘူကြီးစင်ထွတ်လင်းကသူ့ရဲ့တပတ်စင်နဲ့မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတာပေါ့နော်ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့ဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်ကောင်မလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့အခါမှာထမင်းဆိုင်မသွားဘဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ်ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့ကောင်မလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာဂိတ်နှစ်ကနေဝင်လာတယ်ဝင်တဲ့အခါမှာကောင်မလေးကိုနေရာပြန်မပို့မနဲ့အရာရှိရိတ်တာကိုတန်းမောင်းသွားပါတယ်အရာရှိရိတ်တာကိုတန်းမောင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာကာမကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်ဖြစ်တဲ့အခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတရင်မှုဇော်တန်းနိုင်တဲ့သူ့အမျိုးသမီးဒေါ်အေးအေးသိန်းနေပေါ့ဗျာနော်ဒေါ်အေးအေးသိန်းကကောင်မလေးကိုညှိတယ်ဒီကိစ္စကိုမတိုင်နဲ့ပေါ့နော်မတိုင်လို့ရှိရင်ငွေ330နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုံမှာပဲပြဿနာပိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုကောင်မလေးရဲ့ယောက်ျားဘိုလ်ကြီးကတိသွားတယ်ဒီဘိုလ်ကြီးကလုံးဝသီးမခံမဲနဲ့တိုင်ပါလီရောကြေးနန်းကအထက်ကိုရောက်သွားတယ်ကြေးနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ဘယ်လိုဒုတိုင်မှုကဥရဖားရနဲ့ဆင်းလာတယ်ဆင်းလာပြီးတော့ကာမကြံစီခံရတဲ့အမျိုးသမီးရဲ့ဘိုလ်ကြီးယောက်ျားပေါ့နော်ယောက်ျားဘိုလ်ကြီးကိုအရှိတန်းကိုအတင်းပို့လိုက်ပါလီရောကောင်မလေးကိုလည်းတက်ကမောင်းထုတ်လိုက်တယ်ကောင်မလေးခင်ဗျာမှာတနာစရာပါသူ့မှာအသက်60ကျော်မိခင်ရှိသလို3နှစ်သားအရွယ်နော်ခလေးတယောက်လည်းရှိပါတယ်အခုတက်အပြင်မှာဗျာနော်နေထိုင်နေရဘယ်လောက်ထိသူတို့မလုံမချုံဖြစ်မလဲဘယ်လောက်ထိအဲ့ဒီမှာကျွန်တော်ပြောမယ်ဆိုရင်အရန်ကိုစိုးတဲ့နေရာတွေပါ